Revit မှာရှိပေါ် view တွေတင်တဲ့အခါ project browser ထဲမှာလိုက်ရှာပြီးတစ်ခုစီဆွဲထည့်ရတာကြီးမလုပ်ချင်တော့ဘူးပို့လွယ်တာလေးရှိမလားလို့တွေးနေရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်လာကြည့်လိုက်ပါမင်္ဂလာပါ internet YouTube channel ကနေကြိုဆိုပါရှိပေါ် view တွေတင်တဲ့အခါမှာ drag and drop နည်းနဲ့ထည့်လို့ရပါတယ် floor plan တွေက area 1ကိုထည့်မယ်ceiling plan တွေက0 to floor ဆိုတာလေးကိုထည့်မယ် elevation တွေက east ကိုထည့်ကြည့်မယ် render view တွေက from parking area ဆိုတာကိုလည်းထည့်ကြည့်မယ်ဒီလိုနည်းနဲ့ရှိပေါ်ကို view တွေတင်လို့ရပါတယ်နောက်တစ်နည်းက view tab ထဲမှာ shape composition ဆိုတဲ့ panel လေးရှိပါတယ်အဲ့ထဲမှာ place view ဆိုတဲ့ tool လေးရှိတယ်ဒါလေးနဲ့လည်းထည့်လို့ရတယ်သူကတစ်ခါရွေးရင်တစ်ခုပဲရွေးလို့ရတယ်တစ်ခုကိုရွေးလိုက်မယ် add view to sheet ဆိုရင်ကျွန်တော်တို့ကဒီလိုလေးချပေးလိုက်ရုံပဲပေါ့သူကတော့တစ်ခါထည့်ရင်တစ်ခုပဲတကယ်လို့များကျွန်တော်တို့ကဒီ sheet ဘော်ကို view တွေအများကြီးတစ်ပြိုင်တည်းတင်လိုက်ချင်တယ်ဆိုရင်ရောဒါဆိုရင် Revit ထဲက views ထဲက add views to sheets ဆိုတာလေးကိုသုံးလို့ရပါတယ်ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ထည့်မဲ့ view တွေကိုရွေးဖို့ window တစ်ခုပေါ်လာပါမယ်ကျွန်တော်က ceiling plan level 2 ရယ် area 1 floor plan ရယ် east elevation ရယ် rendering တွေက from parking area ဆိုတာရယ်ကို check လုပ်လိုက်မယ်ပြီးရင် select ကိုနှိပ်လိုက်မယ်ပြီးရင်လက်ခံမဲ့ sheet ကိုရွေးပေးလိုက်မယ်ပြီးရင် select ကိုနှိပ်မယ်ဒါဆိုရင် sheet ပေါ်ကို view တွေအကုန်တင်ပေးလိုက်ပါလိမ့်မယ်ပြီးတော့ရင်တော့ကျွန်တော်တို့လိုချင်တဲ့အတိုင်းနည်းနည်းလေး arrange လုပ်လိုက်ရင်ရပါပြီOkay အခုဆိုရင် add views to sheets ဆိုတဲ့ tool ကိုဘယ်လိုသုံးရမလဲဆိုတာတခြားသိသွားပြီလို့ထင်ပါတယ်ခင်ဗျာ See you in the next video